ဒီတစ်ခါမှာတော့ capacitor တွေနေပေါ့နော်အဲ့ဒီ capacitor တွေကိုဒီ AC circuit မှာအသုံးပြုတဲ့အခါမှာဒီဖြစ်ပေါ်လာတဲ့ voltage နဲ့ current တွေကြားတွေကဆက်သွယ်ချက်တွေကိုဆက်ပြီးတော့လေ့လာကြမယ်ပေါ့နော်အဲ့တော့ပထမဆုံးဒီမှာ capacitance လို့ခေါင်းစဉ်ပေးထားတယ်အဲ့တော့ဒီ capacitor မှာရှိနေတဲ့ဂုဏ်သတ္တိပေါ့နော်ဒါကို capacitance လို့ခေါ်တယ်ပေါ့အဲ့တော့အရင်ဆုံးဒီ capacitance ဆိုတာဘာလဲဆိုတာကိုတစ်ချက်မပြောပြခဲ့ပါတော့အဲ့တော့ capacitor ကဘယ်လိုလဲဆိုတာလေးကိုတစ်ချက်ပြောပြပေးမယ်အဲ့တော့ capacitor ဆိုတာရိုးရှင်းပါတယ်သူ့မှာ parallel plate လို့ခေါ်တဲ့ဒီအပြိုင်ပေါ့နော် plate နှစ်ခုရှိတယ်ပုံမှာပြထားတဲ့ဒီအဖြူရောင် plate ပေါ့နော် plate ဆိုတာအပြားလေးပေါ့အဲ့တော့အဖြူရောင်ဒီအပြားလေးနှစ်ခုကိုဒါ capacitor လို့ခေါ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ကြားထဲမှာ distance d ဆိုတဲ့အကွာအဝေးတစ်ခုရှိတယ်။အဲ့တော့သူတို့နှစ်ခုဒီထိကပ်နေတာမဟုတ်ဘူးပေါ့နော်။ထိကပ်နေတာမဟုတ်ဘူး။တကယ်ပြင်ပကတကယ်အသုံးပြုနေတဲ့ capacitor တွေပါဆိုလို့ရှိရင်เนาะဒီ plate နှစ်ခုကြားထဲမှာအဲ့တော့ insulation ပေါ့နော်အဲ့တော့သူ့ကို dielectric material လို့ခေါ်တယ်ဒီလျှက်စစ်ဖြတ်တန်းပြီးတော့မစီးနိုင်တဲ့ material တစ်ခုပေါ့နော်ဥပမာအားဖြင့်စက္ကူဒါမှမဟုတ်လို့ရှိရင်လည်း press board စသဖြင့်ပေါ့ဒီလိုမျိုးလျှက်စစ်ဖြတ်ပြီးတော့မစီးနိုင်တဲ့ insulator တစ်ခုနဲ့ဒီ plate နှစ်ခုကြားထဲမှာခံထားပေးတယ်ဒီမှာတော့သူ distance တစ်ခုကွာခြားထားတယ်ဆိုလိုချင်တာကဒီ plate နှစ်ခုဒီထိကပ်မထားဘူးပေါ့နော်အဲ့တော့ဒီဘက်က plate တစ်ခုရဲ့အစွန်းကိုဘာနဲ့ချိတ်ထားလဲဆိုတော့ plus ဒီ battery ရဲ့ပေါ့နော်ဒီ positive terminal နဲ့ချိတ်ဆက်ထားတယ်ဒီဘက်က plate ရဲ့အစွန်းကိုတော့ negative terminal နဲ့ချိတ်ဆက်ထားတယ်ပြီးတဲ့အခါမှာ voltage တစ်ခု supply ပေးလိုက်မယ်ဒါဆိုရင်ねဒီဘက် positive terminal နဲ့ချိတ်ဆက်ထားတဲ့ plate မှာတော့ positive charge တွေကတွားရောက်ပြီးစုသွားမှာဖြစ်တယ် negative terminal နဲ့ချိတ်ဆက်ထားတဲ့ plate မှာတော့ negative ပေါ့နော် negative charge တွေကတွားပြီးတော့စုသွားမှာဖြစ်တယ်အဲ့တော့သူတို့နှစ်ခုကြားထဲမှာ positive charge နဲ့ negative charge ဒီအရေအတွက်တူတူညီညီပဲရှိတယ်ပေါ့နော်အဲ့တော့ equally positive charge နဲ့ negative charge အရေအတွက်ကတူညီတယ်အဲ့တော့သူတို့နှစ်ခုကြားထဲမှာဘာပဲရှိမလဲဆိုတော့ electric field တွေဖြစ်ပေါ်လာတယ် positive charge နဲ့ negative charge potential ခြားနာတယ်မတူကြတဲ့အတွက်ကြောင့်မို့လို့သူတို့နှစ်ခုကြားမှာ electric field တွေဖြစ်ပေါ်လာတယ်ပေါ့နော်ဒါကို capacitor လို့ခေါ်တယ်ပေါ့အဲ့တော့ဒီ capacitance ဆိုတာကကြတော့ဒီ plate နှစ်ခုကြားမှာရှိနေတဲ့ electric field ကြောင့်ပေါ့နော်ဖြစ်ပေါ်လာတဲ့ effect ကိုကြတော့ဒါ capacitance effect လို့ခေါ်တယ်ပေါ့ဒါဆိုရင်ဒီ capacitor ကိုအခု DC circuit မှာအရင်အသုံးပြုတဲ့ပုံလေးကိုတစ်ချက်လေ့လာကြည့်ကြမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ခေါင်းစဉ်က discharging capacitors ပေါ့နော် discharge လုပ်တယ်ဆိုတာကအဲ့တော့ကိုယ်ကြားနေ charging ဆိုတော့အားသွင်းတာကို charging လို့ခေါ်တယ်ပေါ့အဲ့တော့ discharging ဆိုတော့အားကိုပြန်ပြီးတော့စွန့်ထုတ်တာပေါ့နော်အဲ့တော့ဘယ်သူကလဲဆိုတော့ capacitors တွေကပေါ့နော် capacitors တွေကအားကိုပြန်ပြီးတော့စွန့်ထုတ်တယ်ဆိုလိုချင်တာကသူဒီ energy တစ်ခုကို store လုပ်ထားတယ်သိမ်းဆည်းထားပြီးတဲ့နောက်မှာသူကပြန်ပြီးတော့စွန့်ထုတ်တယ်ဆိုရင်အဓိပ္ပာယ်ပဲဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ circuit လေးလေးလေ့လာကြည့်ကြမယ်ဒီမှာ battery လေးရှိတယ် plus terminal နဲ့ minus terminal နဲ့ရှိတယ်အဲ့တော့ဒီမှာမီးသီးလေးကိုဆက်ထားတယ်ပေါ့နော်ဒီကအနီရောင်ခလုတ်ကလေးကိုဒါ switch အနေနဲ့ယူဆလိုက်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ switch လေးကပိတ်ထားတဲ့အတွက်ကြောင့်မို့လို့ circuit balance ကတပတ်ပြည့်နေတယ်ဒီမီးသီးလေးကမီးလင်းနေတယ်ဒီအချိန်ဒီမှာဆိုရင်ねဒီမှာ capacitor လေးနဲ့လေသူက series ချိတ်ဆက်ထားတယ်အဲ့တော့ဒီ capacitor ဒီ electron ပေါ့နော်ဒီ battery ကနေပြီးတဲ့အခါကျတော့သူက positive နဲ့ negative charge တွေကိုသူ့ရဲ့ plate နှစ်ခုမှာ store လုပ်ထားတယ်အဲ့တော့ positive ဘက်အချမ်း positive နဲ့ချိတ်ဆက်ထားတဲ့ဘက်အချမ်းမှာ positive charge တွေကို store လုပ်တယ်လို့ negative နဲ့ချိတ်ဆက်ထားတဲ့ဘက်မှာလေသူက negative charge တွေကို store လုပ်ထားတယ်အဲ့တော့ဒီလျှက်စီးပတ်လမ်းကို battery ကနေပြီးတော့ဖြတ်တောက်လိုက်တယ်ပေါ့နော်ဖြတ်တောက်လိုက်တယ်ပြီးကြလို့ရှိရင်အဲ့တော့ဒီမှာတော့ positive နဲ့ negative charge စုထားရဲဆိုတဲ့ဟာလေးကိုဆိုလိုချင်တာပေါ့နော်ဟုတ်ပြီအဲ့တော့ဒီလျှက်စီးပတ်လမ်းကိုဖြတ်တောက်ပြီးတဲ့အခါမှာဒီမှာသူ့ရဲ့တီးတဲ့ပေါ့နော် battery ကနေဖြတ်တောက်ပြီးတီးတဲ့ပတ်လမ်းတစ်ခုနဲ့ချိတ်ဆက်လိုက်တဲ့အခါမှာဆိုရင်ねဒီ capacitor ရဲ့ store လုပ်ထားတဲ့ခုနက positive တက် negative တက် store လုပ်ထားတဲ့အခါမှာဒီ negative ဘက်အချမ်းမှာက electron တွေရှိရအောင်နော်
တော့ store လုပ်ထားတဲ့ electron တွေကိုပြန်ပြီးတော့သူကစွန့်ထုတ်တယ်နော်စွန့်ထုတ်တယ်ဒီအတွက်ကြောင့်မလို့ဒီမီးဒီ capacitor က store လုပ်ထားတဲ့เนาะ store လုပ်ထားတဲ့ဒီ electron ပေါ့တနည်းအားဖြင့် charge တွေပေါ့ရှိသမျှဒီမီးလုံးကမီးလင်းနေတာကိုတွေ့နိုင်မှာဖြစ်တယ်ပေါ့နော်ဒါက capacitor ကသူ့ရဲ့ store လုပ်ထားတဲ့ energy ကိုပြန်ပြီးတော့စွန့်ထုတ်တဲ့ဖြစ်စဉ်ကိုဆိုလိုတာပဲဖြစ်တယ်ပေါ့နော်ဒါကတော့ plus minus ဖြစ်တဲ့အတွက်ကြောင့်မို့သူက DC circuit မှာအသုံးပြုထားတာပေါ့နော်အဲ့တော့ကိုရီကတော့ AC circuit ကိုလေ့လာမှာဆိုတော့ AC circuit လေးတစ်ချက်ပါမယ် purely capacitive AC circuit ဆိုပြီးတော့ခေါင်းစဉ်ပေးထားတယ်ပေါ့နော်အဲ့တော့ purely ဆိုတာကတည်တံ့ဖြစ်တော့အဲ့တော့ capacitive ဆိုတာကကျတော့ capacitor တွေပဲပေါ့နော် capacitor တွေပဲတည်တံ့ဖြစ်တဲ့ AC circuit AC circuit ဆိုတာ alternating circuit ပေါ့နော် alternating current alternating voltage alternating ဆိုတာတစ်လှည့်စီအပေါင်းတစ်လှည့်အနှုတ်တစ်လှည့်အပေါင်းတစ်လှည့်အနှုတ်တစ်လှည့်သွားတာပေါ့နော်ဟုတ်ပြီအဲ့တော့အရင်ဆုံးဒီ circuit diagram လေးကိုလေ့လာကြည့်ကြမယ်အဲ့တော့ဒီမှာဒီမြင်းချောင်းလေးနှစ်ချောင်းကိုအပြိုင်ပြထားတာပေါ့နော်ဒါက capacitor ရဲ့သင်္ကေတဖြစ်တယ်သူ့ကို C နဲ့ကိုစားပြုပါတယ်အဲ့တော့ဒီ capacitor ကို voltage တစ်ခု supply ပေးလိုက်မယ် VC ဆိုတဲ့ voltage တစ်ခုကို supply ပေးလိုက်တဲ့အခါမှာဒီ voltage ရဲ့တွန်းအားကြောင့်မလို့သူ့ထဲမှာ IC ဆိုတဲ့ current တစ်ခုဖြတ်စီးသွားမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီ current နဲ့ဒီ voltage ရဲ့ကြားထဲကဆက်သွယ်ချက်ကဘယ်လိုရှိမလဲဆိုတာကို phasor diagram လေးနဲ့ကြည့်ကြမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် IC ဆိုတဲ့ဒီမြားအနည်းလေးကိုပြထားတယ်သူ့ရဲ့ပမာဏလေးကဒီ VC ဆိုတဲ့အဖြူရောင်မြားလေးထက်တူတယ်ပေါ့နော်အဲ့တော့ဒါကပမာဏကိုပြတာဖြစ်တယ်အဲ့တော့သူ့ရဲ့ direction ကတော့ IC ဒီ0ပေါ့ရေပြင်းကြီးမြင်းကိုအမြန်0လို့ပဲယူဆမယ်ပေါ့နော်0ရှိနေရဆိုလို့ရှိရင်တဲ့ VC နဲ့သူနဲ့ခြားထဲမှာကြတော့ဓာတ်ကဒီမှာထောင်းမဲ့ပြထားတဲ့အတွက်ကြောင့်မို့လို့90 degree ကွာခြားပါတယ်နော်90 degree ကွာခြားတယ်အဲ့တော့နောက်သူကကြတော့အောက်ကိုဖော်ဒီညာကအောက်ဆိုင်ထားတဲ့အတွက်ကြောင့်သူက minus ပေါ့နော် minus အဲ့တော့သူက lagging ဖြစ်တယ်တနည်းအားဖြင့် current က voltage ထက်ကို90 degree စောပါတယ် voltage ကတော့ current ရဲ့အနောက်မှာ90 degree နောက်ကျတယ်ဒါက capacitor ရဲ့နော်သဘောတရားဖြစ်တယ်အဲ့တော့သူကဘာနဲ့ပြောင်းပြန်လဲဆိုတော့ရှေ့ကလေ့လာခဲ့တဲ့ inductor နဲ့ကြတော့ပြောင်းပြန်ဖြစ်တယ်ပေါ့နော်ဒါဆိုရင် wave form လေးနဲ့ဆက်ပြီးတော့လေ့လာကြည့်ကြမယ်ပေါ့ဟုတ်ပြီအဲ့တော့ဒီမှာ vertical မြင်းပေါ့နော်ထောင်ရက်ဖော်ပြထားတဲ့ vertical မြင်းမှာဒီက0မှတ်ရှိတယ်ပေါ့နော်0မှတ်မှာဒီမှာရေပြင်မြင်းတစ်ခုရှိတယ်သူကိုတီပေါ့အချိန်ကြာချိန်ကိုသူကဖော်ပြပေးထားတယ်အဲ့တော့ဒီ0မှတ်ရဲ့အပေါ်ကတော့ plus 0မှတ်ရဲ့အောက်ကတော့ minus ပေါ့အဲ့တော့ဒီအပေါင်းတစ်ချမ်းအနှုတ်တစ်ချမ်းနှစ်ခုပေါင်းတော့မှသာလေသူက one cycle alternating current ပေါ့နော်တစ်လှည့်စီဆိုတာအပေါင်းတစ်လှည့်အနှုတ်တစ်လှည့်သွားတာဖြစ်တယ်အဲ့တော့အပေါင်းနဲ့အနှုတ်နဲ့နှစ်ခုပေါင်းမှသာလေသူက one cycle ပြည့်တာဖြစ်တယ်ပေါ့နော်အဲ့တော့ကိုရီသုံးနေတဲ့ frequency ဆိုတာဒီလိုမျိုး cycle လေးတွေပေါ့နော်တစ်စက္ကန့်မှာဘယ်နှကြိမ်ရှိလဲဆိုတာကိုရေတွက်ထားတာဖြစ်တယ်เนาะဒါလေးကိုလည်းသိရမယ်အခုဒီမှာဆိုရင် wave form လေးကိုအရင်လေ့လာကြည့်ကြမယ်ပေါ့အဲ့ဒါဆိုရင်ဒီမှာ IC ဆိုတဲ့ wave form အမှိန်လေးပေါ့နော်အသေးလေးရှိမယ်နောက်တော့ VC ဆိုတဲ့ wave form အထူလေးရှိမယ်အဲ့တော့ IC က VC ရဲ့တဝက်လောက်ပဲရှိလို့ပေါ့နော်သူရဲ့ magnitude ပမာဏအပြင်ဆိုရင်သူကနည်းတယ်ပေါ့အဲ့ဒါကိုဖော်ပြထားတာဖြစ်တယ်ဟုတ်ပြီနောက်တစ်ခုကကြတော့ IC က0 degree မှာရှိရဆိုလို့ရှိရင်တဲ့ VC ဆိုတဲ့ voltage ကကြတော့ -90 မှာရှိတယ်เนาะ -90 မှာရှိတယ်ဘာကြောင့်လဲဆိုတော့ IC နဲ့ VC က90 degree ကွာတယ်ဘယ်သူကစောလဲဆိုတော့ IC current ကစောတယ်ဘယ်သူကနောက်ကျလဲဆိုတော့ voltage ကနောက်ကျတယ်ပေါ့နော်အဲ့တော့ current က positive ဘက်အချမ်းရဲ့90 degree ပေါ့နော်ရောက်သွားပြီဆိုလို့ရှိရင်เนาะဒီ voltage က0 degree ကိုရောက်နေပြီနောက် current က positive ဘက်အချမ်းရဲ့0 degree ပေါ့နော်0 degree ဆိုလို့ချင်းဒါက positive ဘက်မှာဆိုရင်တော့180နဲ့ဆုံးတာဆိုတော့0လို့လည်းပြောလို့ရတယ်ဒါ180ပေါ့နော်အဲ့တော့180မှာဆိုလို့ရှိရင် VC ကဒီမှာဒီ positive ဘက်အချမ်းပေါ့ positive ဘက်အချမ်းရဲ့90 degree ကိုရောက်ပြီအဲ့တော့နှစ်ခုကြားဘယ်လောက်กว่าလဲဆိုတော့90กว่าတယ်ပေါ့နော်နောက်တစ်ခါ VC က
နော်ဒီ voltage ကတခါဒီ positive ဘက်အချမ်းရဲ့ 180ဆိုလို့ရှိရင်ဒီမှာ current ကကြတော့ negative ဘက်အချမ်းရဲ့ဒီမှာဆိုလို့ရှိရင်290ပေါ့နော်အဲ့တော့သူက minus ဖြစ်သွားမှာပေါ့နော်290ကိုရောက်နေပြီเนาะအဲ့တော့တို့နှစ်ခုချာပြန်တိုင်းလို့ရှိရင်60ပဲกว่าမယ်ပေါ့နော်60ပဲกว่าမယ်နောက်တစ်ခါဒီမှာ360ပြည့်သွားတယ်တနည်းအားဖြင့်0ကိုပြန်ရောက်သွားတဲ့အချိန်မှာဆိုလို့ရှိရင်เนาะဒီ voltage ကဘယ်ကိုပြန်ရောက်သွားလဲဆိုတော့ minus ပေါ့နော် minus ကိုတစ်ခါပြန်ရောက်သွားတယ်အဲ့တော့တို့နှစ်ခုချားထဲမှာဆိုလို့ရှိရင်အပေါင်းတစ်လက်အနှုတ်တစ်လက်ပေါ့နော်အဲ့တော့အပေါင်းတစ်လက်အနှုတ်တစ်လက်မှာတစ်ခုက0ဆိုရင်တစ်ခုက90ဆိုလို့ချင်တာအများဆုံးနဲ့အနည်းဆုံးပေါ့နော်တစ်လှည့်စီဖြစ်နေတာကိုတွေ့ရမယ်အဲ့တော့ဘယ်သူကစောလဲဆိုတော့ current ကစောပါတယ်ဘယ်သူကနောက်ကျလဲဆိုတော့ voltage ကနောက်ကျတယ်ပေါ့နော်အဲ့တော့capacitor မှာဆိုလို့ရှိရင်သူက positive charge နဲ့ negative charge ကိုသူကခွဲထုတ်မှာပေါ့နော်ခွဲထုတ်မှာဆိုတဲ့ခါကျတော့သူ့ရဲ့ electron ဒီစီချောင်း current စီချောင်းကိုသူကပို့ပြီးတော့လက်ခံတယ်ပေါ့အဲ့လိုမျိုးလေးမှတ်ထားရင်ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုတော့မှတ်စရာလေးတစ်ခုပေါ်လာပြီပေါ့ဘာလဲဆိုတော့ဒီ IC เนาะဒီ capacitor မှာစီးသွားတဲ့ current ဒီ leads ဥဆောင်တဲ့ VC capacitor ကိုထောက်ပံ့ပေးတဲ့ voltage ကိုဘယ်လောက်ဥဆောင်လဲဆိုတော့ by 90 degree 90 degree ဥဆောင်ပါတယ်အဲ့တော့ဒီ inductor မှာလည်းမှတ်ခဲ့တယ်ပေါ့နော် current စီးလာတဲ့အခါမှာဒီထောက်ဘယ်လိုခေါ်လဲ opposite เนาะ opposing လုပ်တဲ့เนาะ opposition လုပ်တဲ့ဒီစန့်ကျင်တဲ့ current တခုခုခံမှုတစ်ခုရှိတယ်ပေါ့နော် current ကိုစန့်ကျင်တဲ့ခုခံမှုတစ်ခုရှိတယ်အဲ့တော့ capacitor မှာလည်းဒီတိုင်းပဲဒါ capacitor ကြောင့်ဖြစ်ပေါ်လာတဲ့ခုခံမှုပေါ့နော်အဲ့တော့အဲ့ဒီစာကြောင်းလေးဖတ်ကြည့်ကြမယ် any purely capacitive circuit ပေါ့နော်ဒီ purely capacitor ပဲရှိတဲ့ circuit မှာဆိုလို့ရှိရင် the opposition to the flow of alternating current the opposition ဆိုတာကစန့်ကျင်ထားတာပေါ့နော်စန့်ကျင်ခြင်းပေါ့ဘာလို့စန့်ကျင်တာလဲဆိုတော့ to the flow စီးဆင်းမှုကိုဘာစီးဆင်းမှုလဲဆိုတော့ of alternating current ဆိုတဲ့ဒီအပေါင်းတစ်လှည့်နှုတ်တစ်လှည့်ပေါ့နော်စီးဆင်းတဲ့ current ကိုနော်စီးဆင်းတဲ့ current ကိုစန့်ကျင်မှုတစ်ခုရှိတယ် is called အဲ့ဒါကိုခေါ်ပါတယ် the capacitive reactant เนาะသူ AC နဲ့သတ်မှတ်တယ် capacitive reactant ပေါ့နော် capacitive reactant inductor မှာကျတော့ inductive reactant เนาะ HL capacitor မှာကျတော့ capacitive reactant AC ဆိုပြီးတော့သူကိုသတ်မှတ်တယ်ဟုတ်ပါပြီအဲ့တော့ဒါကအရေးကြီးပါတယ်เนาะအဲ့တော့ capacitor တွေ inductor တွေကိုseries ချိတ်ဆက်တော့မယ်parallel ချိတ်ဆက်တော့မယ်ဆက်သက်ဖြစ်လာပြီဆိုလို့ရှိရင်ဒီသူ့ကိုချက်စီတဲ့ current ကိုစန့်ကျင်တဲ့ခုခံမှုတွေကိုမဖြစ်မနေထည့်ပြီးတော့စဉ်းစားရပါတယ်เนาะဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ AC ပေါ့ capacitive reactant လေးအကြောင်းကိုဆက်ပြီးတော့လေ့လာကြည့်ကြမယ်ပေါ့เนาะဟုတ်ပြီအဲ့တော့ AC ဆိုတာသူကခုခံမှုလို့ပဲပြောထားတဲ့အတွက်ကြောင့်မို့လို့ voltage ကိုတည်ပြီးတော့ current နဲ့စားတာနဲ့အတူတူပါပဲပေါ့နော်အဲ့တော့ voltage ကကြတော့ဒီ capacitor ကိုထောက်ပံ့ပေးတဲ့ voltage current ကတော့ဒီ capacitor မှာဖြတ်စည်းသွားတဲ့ current ပေါ့အဲ့တော့ VC by IC ပေါ့နော်အတူတူပဲဒီထက်အတူတူပဲဒါပေမဲ့ဘာမှကွာွားလဲဆိုတော့နောက်က1 by 2 pi FC မှာကွာသွားတယ်inductor မှာဆိုလို့ရှိရင်တော့2 pi FL ပေါ့နော် inductance နဲ့ညောက်တယ်ဒီမှာတော့အပိုင်းကိန်း1 by 2 pi FC ဖြစ်ပါတယ်เนาะအဲ့ဒါဒီတစ်ချက်ကိုမှတ်ထားရမယ်အဲ့တော့2 pi ဆိုတာကတော့သိထားပြီးသားပဲပေါ့နော်ဒါကကိန်းတွေရဖြစ်တယ်ပိုင်ကတော့ 3.14 နဲ့တွက်မယ်အဲ့တော့ frequency ကကြတော့50 Hz အဲ့တော့မြန်မာနိုင်ငံ 50 Hz ဒါမှမဟုတ်လို့ရှိရင်လည်းသူပေးထားမဲ့ဒါကနောက် circuit တွေပေါ့ circuit တွေမှာဆိုလို့ရှိရင်လည်းအကယ်၍သူ့ရဲ့ frequency ချိန်နှုန်းတွေကိုပြောင်းလို့လည်းရတယ်ပေါ့နော်အဲ့ရ frequency တွေချိန်သွားလို့ရှိရင်ပြောင်းလဲသွားရင်လည်းဒီကcapacitive ဒီ reactant ရဲ့တန်ဖိုးမှာထည့်တွက်ရမယ့် frequency ကလည်းပြောင်းနိုင်တယ်ပေါ့နော်နောက်ပြီးတော့ C ကကြတော့ capacitor ရဲ့တန်ဖိုးပေါ့နော် capacitance တန်ဖိုးပေါ့ဟုတ်ပြီအဲ့တော့ဒါကတော့အောက်မှာပြန်ပြီးတော့ဘာကတွေ့ဆိုလို့ချင်းပေါ့နော် AC ဆိုတာတော့ capacitive reactant ဖြစ်တဲ့ unit က ohm ohmica နဲ့ပဲဖော်ပြတယ် F ကတော့ frequency ဖြစ်တဲ့ Hz hertz ပေါ့နော်သူရဲ့ Hz ပေါ့နော် Hz နဲ့ဖော်ပြတယ်နောက်တော့ C ကတော့
capacitor ပေါ့နော်farad F နဲ့ပေါ်ပြရပေါ့နော်ဟုတ်ပြီဒါကကြတော့capacitor ရဲ့ reactant တန်ဖိုးကိုတွက်ထုတ်တဲ့နည်းပေါ့ဟုတ်ပြီအဲ့ခါကျတော့ဒီ AC ဆိုတဲ့ capacitive reactant ပေါ့နော် capacitive reactant ဒီ frequency နဲ့ဆိုလို့ရှိရင်သူကinductor မှာဆိုလို့ရှိရင် proportional လို့သုံးထားတယ်ပေါ့နော် frequency များလာတာနဲ့အမျှဒီသူ့မှာရှိနေတဲ့ inductive reactant ကလည်းများလာတယ်နည်းသွားရင် frequency နည်းသွားတာနဲ့အမျှ inductive reactant ကနည်းသွားတယ်ဒါပေမဲ့ capacitor မှာတော့ဒီလိုမဟုတ်ပါဘူး AC ဆိုတဲ့ဒီ capacitive reactant က varies ပြောင်းလဲတယ်လို့သူကသုံးတယ် with as နော် frequency ကိုလိုက်ပြီးတော့သူကပြောင်းလဲတယ်အဲ့တော့ဓာတ်ရိုက်များရင်များတယ်နည်းရင်နည်းတယ်လို့သူကပြောလို့မရဘူးပေါ့နော်သူရဲ့ပြောင်းလဲတဲ့ပုံစံဒီ curve လေးတိုင်းပေါ့နော်ဒါတော့နောက်ပိုင်းတည်နေပေါ့တော့ exponential လို့ခေါ်တာပေါ့နော်အဲ့တော့ curve လေးကဒီလိုမျိုး white ကလေးပေါ့နော်အဲ့တော့ဒီပုံစံနဲ့သူကပြောင်းနေတယ်ဓာတ်ရိုက်အချိုးမကျဘူးပေါ့နော်အဲ့တော့ဒါလေးတစ်ချက်ကိုလည်းသိရမယ်ဒါဆိုလို့ရှိရင်အဲ့တော့ capacitor ရော inductor ရောနှစ်ခုစလုံးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့သူ့ကို circuit တွေထဲမှာထည့်တွက်တော့မယ်ဆိုရင်သူတို့ဂျားထဲမှာရှိတဲ့current နဲ့ voltage ရဲ့ခြားနာခြင်းတွေcapacitor မှာဆိုလို့ရှိရင်ဘယ်သူကစောလဲဘယ်သူကနောက်ကျလဲပေါ့နော်inductor မှာဆိုလို့ရှိရင်လည်းသူကဆိုလဲသူကနောက်ကျလဲဆိုတာတွေကိုသိသွားပြီလို့ညွှန်နေပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆွေးနွေးကြပါမယ်